အားလုံးပဲမင်္ဂလာပါခင်ဗျာဇော်ကြီး YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ပရိသတ်အားလုံးကိုကျွန်တော် channel လေးကနေဘ ഹു တုတနဲ့ခွန်အားဖြည့်စာစုလေးများကိုစင်စက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လေးပေးပြီးအားပေးကြပါအောင်ခင်ဗျာဒီကနေ့မှာတော့နေတတ်ရင်ကျင့်တတ်ဆရာပါဆိုတဲ့စာသားလေးကိုတင်ဆက်ပေးချင်ပါတယ်ကိုပိုင်လေရင်ဘော်ကတန်းကြွယ်တထေးကြီးဟာလက်ရှိထက်ပိုချမ်းသာဖို့တွေးနေချိန်မှာကားကောင်းစားဘော်ကလုပ်ငန်းရှင်တယောက်ကတန်းကြွယ်တထေးကြီးဖြစ်လာဖို့တွေးနေတယ်ကားဆုပ်လေးပဲစီးနိုင်တဲ့ဝန်ထမ်းတယောက်ကကားကောင်းစားကြီးဝယ်နိုင်ဖို့တွေးနေချိန်မှာဆိုင်ကယ်ဘော်ကအလုံးမရှိတဲ့လူတယောက်ကအလုံးရဖို့နဲ့ဈေးချိုတဲ့ကားလေးတစ်စီးဝယ်နိုင်ဖို့တွေးနေတယ်လမ်းလျှောက်ပြီးတွာလာရတဲ့လူတယောက်ကဆိုင်ကယ်လေးရှိရင်ကောင်းမှာပဲလို့တွေးနေချိန်မှာဆေးရုံကရင်ပေါ်မှာရောက်နေတဲ့လူတယောက်ကတော့ကျမ်းမာခြင်းဆိုတဲ့အရာတစ်ခုကိုပဲတွေးနေမိပါတော့တယ်။ဒါကြောင့်လိုအပ်ချက်တွေဆိုတာဘယ်တော့မှမပြီးဆုံးပါဘူး။ကိုယ်မှာမရှိတာတွေကြောင့်စိတ်ညစ်နေမဲ့အစားကိုယ်မှာရှိတဲ့အရာတွေနဲ့ပဲပျော်ရွှင်တတ်အောင်ကြိုးစားပါခင်ဗျာ။ကျွန်တော်ကကိုငယ်ပါ။